ထူးထွေတိအံ့ရသောကဘာကြီးအကြောင်းသတင်းတွေပါတေလွယ်လုံးတဲ့ခစ်ကြီးကိုမျက်မြင်ထိုင်ကြည့်နေရင်းနဲ့ဘယ်ရာကမှတက်မဲ့မောလို့စိတ်မရှိတော့ပါဘူး။ဩဂုတ်လ20ရက်နေ့ကသူ့ဆီယာမရင်ကွန်မှာပြိုလဲပြီးအသက်မဲ့သွားတဲ့ကလေးကိုကျွန်တော်တို့ကြည့်ရပါမယ်။ကျွန်တော်တို့ခစ်ကကျွဲရိုက်နွားရိုက်ခံပြီးတောင်မြည်ကြီးလာတဲ့အခုပြိတ္တတွေကိုမြင်အောင်မိပါသေးတယ်။အိမ်မှာလက်ဆရှိတဲ့မိဘချို့ကရိုက်အကြောင်းရောက်တော့လဲလက်ဆပြင်းတဲ့ဆီယာမတွေကဆော်တာခံရင်းနဲ့အခုတော့ကျွန်တော်တို့ထိုင်းကိုရောက်လာကြတော့လဲပွဲစားတွေရိုက်တာကိုပြုံးကြီးခံနေကြတော့မှာပဲ။ဘာမှမဖြစ်ပါဘူး။ကလေးကိုဆီယာမကအပြစ်ပေးဖို့အင်ကြီးချွတ်တာကိုဒီကလေးကဘယ်လိုစိတ်မျိုးနဲ့ဘယ်လောက်ထိကြောက်သွားလဲဆိုတာတော့ညံမမီပါဘူး။6နှစ်ရွယ်ကလေးလေးပါ။အင်ကြီးချွတ်ဖို့ဆီယာမလှုပ်တယ်ပါတစ်ချက်ခက်ဆက်ဆက်လေးရိုက်လိုက်တယ်နောက်တော့သူချစ်တဲ့ဆီယာမဒါမှမဟုတ်သူအရန်ကြောက်နေရတဲ့ဆီယာမပေါ်ပြူလဲပြီးအသက်ဆုံးရှုံးသွားပါတယ်။အံ့ဩစရာမြင်ကွင်းပါ။ဆီယာမဘက်ကလည်းလက်တွေးမိပါတယ်သူလည်းဘယ်လောက်တောင်ကြောက်သွားမလဲမသိပါဘူး။ကျွန်တော်လည်းငယ်ငယ်တုန်းကကျွန်တော်ပေးတဲ့အင်စာမရလို့တပည့်တွေကိုချခဲ့ဘူးတာစေတနာကြီးတက်ဆိုပြီးတော့အာမခံနိုင်ပါတယ်အထက်ပါမှုကိုတော့အခုဆိုအသေးစိတ်စုံစမ်းနေကြပါပြီခင်ဗျာဘာလို့သေးတာလဲအတိတ်လေးများရှိခဲ့ရင်လဲ comment ချပေးခဲ့ကြပါဦးဖြစ်သွားတာကတော့အိန္ဒိယနိုင်ငံအန်ဒရာပရာဒက်ပြည်နယ်ဗီဇာကပတနမ်စာတင်ကြောင်းတစ်ခုမှာပါတေမှုတေခင်းစစ်ဆေးခြင်းနဲ့ရင်ခွဲစစ်ဆေးခြင်းများကိုပြုလုပ်ပြီးနောက်မိသားစုတန်လွှဲပြောင်းပေးခဲ့ပြီးသက်ဆိုင်ရာစီရင်ခံတွေရမယ်ဆိုရင်တိတ်ဆုံးရတဲ့အကြောင်းရင်းမှန်ကိုအတည်ပြုနိုင်တော့မှာဖြစ်ပါတယ်ခင်ဗျာစင်ကာပူကအဖြစ်အပျက်ကိုလည်းအားလုံးကြည့်မိကြပြီးထင်ပါတယ်ကလေးလေးကိုဖိုးကြီးတူကထိတ်ကိုအသာလေးပုတ်ပြီးကြည်စရာကိုဖခင်ဖြစ်သူကသူ့ကလေးကိုပါလို့တယ်များထင်လည်းမသိပါဘူးအဖေရွယ်ကြီးကိုတွန်းလှဲလိုက်တာကံကောင်းလို့ဖိုးကြီးခေါင်းတွေပါတွေနဲ့ဘာမှမဆောက်မိတာမဟုတ်ရင်အသက်တစ်ချောင်းပါသွားနိုင်ပါသေးတယ်ကျွန်တော်တို့အရွယ်ရောက်တော့ကျွန်တော်တို့ငယ်ငယ်တုန်းကအရွယ်ရောက်စကားစမှာကြုံရကလေးကိုချစ်လို့ခင်လို့တဲရလို့ကောင်းပုတ်ပါဆွဲလိန်ဖက်နှန်းဘာစိတ်မှလည်းမရှိသလိုဘယ်မိဘကမှလည်းကျွန်တော်တို့ကိုဘယ်လိုမှတန်တရားမဝင်ခဲ့ပါဘူးအဲ့ဒီတုန်းကလူများအခုခေတ်သွားလို့ကြည့်မိရင်တော့အသက်ကဘယ်နာထွက်ရမှမသိပဲအမှုတွေတတိကြီးနဲ့အရှိနေကိုလှုပ်ကြွကြရပါအောင်မယ်ဒီအခင်းမှာလည်းနောက်တော့ကလေးဖေဟာကင်မရာမှတ်တမ်းတွေအောက်မှာဟိုးလေးတကြော်ကြော်ဝိုင်းပစ်တင်တာခံရပြီးဆိုရှယ်ပေါ်မှာလူပြောများခဲ့လို့စင်ကာပူရဲတွေအလုပ်ရသွားပါတယ်ဩဂုတ်လ15ရက်နေ့ကပါဈေးဝယ်စင်တာတခုမှာ83နှစ်ရွယ်ဖိုးကလမ်းကိုတရင်တရောင်ရှောက်လာပါတယ်သူဖြတ်တဲ့ဘေးစပွဲတစ်ခုမှာတော့မိခင်တူနဲ့ကလေးတူမျက်နှာချင်းဆိုင်ထိုင်နေပါတယ်။ဖိုးကမိခင်ဖြစ်သူကိုရှောင်ပြီးဆက်လျှောက်လာရင်းကနေသူ့ရှေ့မှာရှိနေတဲ့ကလေးလေးကိုချစ်စရာလေးဆိုပြီးတော့ထိတ်ကိုအသာလေးဖွားပုတ်လိုက်ပါတယ်။ဒါကိုမိခင်ဖြစ်သူကဘလို့ယောဂထသွားလဲဘာတွေရေရွတ်လဲတော့မသိပါဘူး။မပက်လိုက်တဲ့ဖခင်ကချက်ချင်းရောက်လာပြီးဖိုးကိုချိန်မောင်းပြီးတွန်းလှဲလိုက်ပါတော့တယ်။အခုတော့စင်ကာပူရဲတွေကဒီကိစ္စကိုအချက်လက်စုဆောင်းပြီးစစ်ဆေးနေကြပါပြီ။အဖိုးကသူ့တွေ့ကြုံကပြောပြရမှာတော့အရန်ချစ်စရာကောင်းလို့ဥကောင်းကိုလက်နဲ့ပုတ်ပေးလိုက်တာပဲလို့ပြောပါတယ်။စင်ကာပူက CNA သတင်းမှာဒီနေ့ရေးထားတာကတော့အမှန်ပါတယ်မျိုးဆက်တစ်ခုနဲ့တစ်ခုကဆက်နေတာပါအသက်ကြီးတဲ့မျိုးဆက်တွေကချစ်ခင်ကျင်နာမှုကိုပြသဖို့ဒီလိုလုပ်ခဲ့ကြတာပါတဲ့ကျွန်တော်တို့အရွယ်မျိုးတွေပေါ့အရန်ကျင်နာတတ်ကြပါတယ်အခုခေတ်ငယ်ရွယ်တဲ့အမိဘတွေကတော့ဒါကိုအရန်ခံစားလွယ်လွန်ပြီးတော့ဆက်ထိမခံကြတော့ပါဘူးတဲ့ထိုင်းဘက်ကိုပြန်သွားပါမယ်ထိုင်းရဲတွေကအပြစ်ရှိတဲ့ထိုင်းရဲကိုဝိုင်းချုပ်ဖမ်းနေကြရမှာအပြစ်ရှိတဲ့ထိုင်းရဲကကောင်းကောင်းငြိမ်မခံပဲရုန်းကန်နေလို့ထိုင်းရဲချင်းပြောနေကြတာကတော့မင်းကတော့ရဲမဟုတ်တော့ဘူးမင်းရဲပဲဟုတ်ရလားဆိုတဲ့ရှုပ်ရက်ခတ်နေတဲ့အဖြစ်တစ်ခုပါ16နှစ်ရွယ်ရဲသားကိုဝိုင်းချုပ်နေရင်မေးပုံကမင်းထိုင်းတမရုတ်ကျင်းမိုင်းတဲ့ဒီလိုဝိုင်းဖမ်းခံနေရတာကအရွယ်ငယ်ငယ်ပေါက်ဆနလေးရှိတဲ့ရဲနုပြိုလေးပါသူကတင်တန်းမှာရဲယူနီဖောင်းကိုတတ်ရမဝတ်တက်လို့အရာရှိကအပြစ်ပေးတာကိုတဲ့မကျေနပ်ရာကစပြီးတော့ရဲစစ်ဆေးရေးဌာနကရင်တစည်းကိုစပြီးတော့ယူမောင်းသွားပါတယ်ဘလို့များခိုးမောင်းသွားလဲတော့မသိပါဘူးရဲမရဲပါပဲအဲ့ဒီနောက်ရဲစခန်းတခုမှာစွန့်ပစ်ခဲ့ပါတယ်အဲ့ကနေနောက်ထပ်အရသားတစ်ယောက်ပိုင်တဲ့ဆိုင်ကယ်တစည်းကိုအမှုသွားဖမ်းမယ်ဆိုပြီးပြန်နောက်တစ်ဆင့်ခိုးယူသွားပါတယ်တရားခံသွားဖမ်းမယ်လို့ပြောခဲ့ပါတယ်တဲ့ကျွန်တော်တို့ညီမတွေလည်းရဲဖမ်းကန်တိတော့မယ်ဆိုရင်ဒါအကိုတို့ဆိုင်ကယ်ပဲလားလို့ရဲတွေကိုအရင်မေးရမယ်ထင်ပါတယ်တော့ကြာရက်90လေးမရှိလို့ပေးနေရတဲ့ပြင်ဆိုင်ကယ်အမှုမှာပါသွားလို့ကတော့ရှုပ်ကုန်ပါအောင်မယ်အဲ့ဒီခေတ်မှာလည်းဆိုင်ကယ်အတော်ကြာပြန်မပေါ်လာတော့မှဆိုင်ကယ်ပိုင်ရှင်ကရဲကိုတိုင်ပါတယ်အဲ့ဒီကတစ်စစ်ရဲတွေကရဲကိုပြန်လိုက်ပြီးဖမ်းခဲ့ကြပါတယ်ခင်ဗျာသူတို့မေးနေကြတာကတော့ချိုင်းဟုတ်လားတမရုတ်ရဲကျင်းတကယ်ကောမင်းရဲကောဟုတ်ရဲ့လားဒီလိုမေးတာပါကျွန်တော်တို့ကတော့သူတို့ကိုပြန်မေးလို့မရပါဘူးခင်ဗျာဒီစကားကိုမမှတ်ထားကြပါနဲ့ဘန်ကောက်မြို့လေလိုနေရာမှာနိုင်ငံသားခရီးသွားအမေရိကန်သားတဦးကဆေးတွေတုံးထားတဲ့နောက်ပိုင်းတူရှိချက်တွေနဲ့အတူထိုင်းကောင်းဖြူပလိတ်ကိုလဲလှိလိုက်ပါတယ်ဖြစ်စဉ်ကဆက်စချင်းမှာပဲကုံစုံဆိုင်ဝန်ထမ်းတူကနိုင်ငံသားတူကိုဝိုင်းဖမ်းပေးဖို့အော်ဟစ်အကူအညီတောင်းပါတယ်တဲ့အဲ့ဒီချိန်မှာဖရရချဝန်ရဲစခန်းကရင်ထိန်ရဲတူရောက်ပရာဆွန်ဆုံကနေကဝင်ရောက်အကူအညီဖမ်းပါတယ်ဒါပေမဲ့လူဝိုင်းဖမ်းတဲ့နေရာမှာ
အဲ့ဒီအမျိုးသားကိုဝိုင်းဖမ်းဖို့ချင်းကပ်လိုက်တဲ့အချိန်မှာအဲ့ဒီမျိုးသားသူ့လက်ထဲမှာရှိတဲ့ကတ်တာဓာတ်နဲ့ရဲရဲ့လက်ပင်ကိုလှိဖြတ်ပြီးတော့ထွက်ပြေးပါတယ်သူရဲအုပ်တယောက်လက်ပင်မှာပြင်းထန်စွာတန်ရာရပြီးတော့အရေးပေါ်ဆေးရုံကိုပို့တာအခုတော့အချိန်မီကုသနိုင်လိုက်ပါတယ်တရားခံအကုံစုံဆိုင်ပစ္စည်းတွေကိုငွေမပေးဘဲလိုက်လံခိုးယူနေရင်ဒါကိုဖမ်းဆီးဖို့အော်ဟစ်ရာကစပါတယ်အသက်29နှစ်အရွယ်အမေရိကန်သားပါတရားခံဟာစွာပါပါသားကိုထွက်ပြေးခဲ့ပေမဲ့မလွတ်ခဲ့ပါဘူးတရားခံစစ်တော်ကိုပြောဒီပြောရှောက်ပြောနေတယ်လို့ဆိုပါတယ်သူ့ဝိုင်းပြီးဆေးစစ်ရမှာတော့ဆေးမှုမှတ်တမ်းတွေရမက်တာဖက်တမင်းတွေရှိနေကြောင်းတွေ့ရပါတယ်တဲ့အခုတော့အေးအေးယူနေကြပါပြီခင်ဗျာ